င်္ဂလာပါကျွန်တော်ကတော့ကုစိုးကမြင်ပါဒီနေ့မှာတော့ PS2 PS3 ဂိမ်းတွေကိုမိုဘိုင်းမှာဘယ်လိုဆော့ရမလဲဆိုတာပြောပြပေးပါမယ်ဒီအစီအစဉ်လေးကိုကျွန်တော်ကတော့ knowledge sharing လို့နာမည်ပေးထားပါတယ်စိတ်ကြပါဒီလိုဗီဒီယိုက၄ပုတ်လောက်ပဲလုပ်ဖြစ်မှာပါကဲ intro ကိုရှင်းကြီးမဆွဲပဲအခုပဲစလိုက်ရအောင်ကဲအားလုံးရဲ့ဖုန်းထဲမှာတော့ဒီ Play Store ဆိုတဲ့ app လေးရှိကြမှာထင်ပါတယ်ကဲအဲ့ Play Store ဆိုဒီလိုဒီ app လေးပေါ့နော်ရှိမှာပါအဲ့ကဲဝင်လိုက်ပြောရရင်ဒီမှာ search bar မှာ Games ပေါ့နော်အဲ့လိုရှာမယ်ကျွန်တော်ရှိရအဲ့မှာအပေါ်ဆုံးမှာပေါ်လာတဲ့ဥစ္စာတွေကိုထောင်းလိုက်ပါ Ace Games Play PSP PS2 and Blue เนาะအဲ့ဒါလေးထောင်းလိုက်ပါဒါပေမဲ့တချို့ဖုန်းတွေမှာဒီ version မရောက်ဗျအဲ့ခါကျရင်ဒီအောက်မှာလည်းရှိရဗျကိုဖုန်းနဲ့အစီအပြေတဲ့ဒီလို app လေးတွေပေါ့သူကအားလုံးပေါက်ထားတဲ့တချို့ဖုန်းတွေမှာမရောက်ဗျဒါပေမဲ့ဒီဥစ္စာတွေတော့ရတယ်သူကကျွန်တော်ထောင်းလေးပါတစ်ခါပြလိုက်နိုင်ဒီမှာဒေါင်းထားတဲ့ Ace Games ရဲ့ဝင်ပြီးသွားရင်ဒီမှာ platform ရွေးရမှာပေါ့ဒါကတော့အားလုံးပေါင်းထားတဲ့ဥစ္စာမလို့ platform ရွေးခိုင်းတာရိုင်းဆိုလို့မရွေးရအောင်ဒီမှာ GTA 5လို့ပါလို့လည်းရတယ်ဗျာဒီအပေါ်မှာတော့အမြဲပေါ်နေမပေါ်လဲဒီမှာရှာလို့ရတယ် Minecraft GTA အဲ့လိုမျိုးရပါတော့ဒီမှာကျွန်တော် GTA ရှာပြမယ်အများကြီးပဲလား GTA 5ဆိုလည်းရှိရယ်16 GB ပဲဗျသူကတော့အဲ့ Minecraft ဆိုလဲဒီထဲမှာရှိရပေါ့ Minecraft Minecraft တခြား story mode လို့ပါလို့လည်းရှိတယ်သူကတော့နာမည်ကြီးတဲ့ Resident Evil လို့ပါလို့ခင်နေလည်းရှိတယ်သူကတော့ဒေါင်းမယ်ဆိုရင်ဒီမှာမပြဒီ download ဆိုတဲ့ app လေးဒီမှာပေါ့အဲ့မှာပုံမှာတက်ဒီအဲ့ဥစ္စာလေးကိုအဲ့ဥစ္စာလေးနဲ့ down ရမယ်အဲ့ဒါကိုနှိပ်ပြီး down ရမယ်ပေါ့ပြီးသွားရင်အဲ့မှာအဲ့ခြေထဲဝင်ပြီးဆော့ရုံပဲဗျာအဲ့မှာ play ဆိုတာလေးပေါ်နေတယ်မ download ပြီးသွားရတော့ကျွန်တော်ကတော့ဒါ down နေရုံလို့အဲ့ setting တွေပါရလို့တယ်ဆိုရင်တော့ကျွန်တော်ပြပေးမယ် setting စက်တက်တွေပါလေလိုချင်နေဆိုတော့ကျွန်တော်သုံးနေတဲ့ဥစ္စာလေးပြပေးမယ်ပေါ့သုံးနေတဲ့နောက်မှတင်ပေးမယ်တကယ်လို့မလိုချင်ဘူးဆိုတော့ရတယ်ကျွန်တော်မတင်ဘူးတကယ်လို့အဲ့ဒါကြီးလိုချင်နေဆိုတော့အကောဘက်မှာရေးခဲ့ဗျာကျွန်တော်အဲ့ setting စက်တက်တွေဆိုရင်ကျွန်တော်ပြပေးမယ်ဒီမှာနောက်တို့ပါလို့လည်းရှိရဗျဘောလုံးလေးတွေလည်းရှိရဒီမှာဒီထဲမှာလည်း platform တွေအများကြီးပဲကျွန်တော်ကတော့ PS3 နဲ့ PS2 PSP အဲ့ဒါပဲသိရကျွန်တော်ကျန်တာတော့မသိဘူးကျန်တာတော့ပိုင်းလည်းတော့မသိဘူးဒါဆို PSP ကျွန်တော်အခုနောက်ပိုင်း ဆော့ဖြစ်နေတာတော့ Bantan ဆိုတဲ့ game လေးပေါ့ Bantan Alien Force ကောင်းတယ်အဲ့ game လေးလေကဲဒီနေ့ review တော့လောက်ပါပဲနောက်နေ့ video မှာပြန်တွေ့ကြမယ်ကျွန်တော်ပြတဲ့နည်းလမ်းလေးတွေအစီအပြည့်တယ်ဆိုရင် video လေးကို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ပါကျွန်တော်ကတော့ခုစိုးကပြီပါပြန်တွေ့ကြတယ်